အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်အမျိုးတွေပေါ့နော်ဝမ်းသာစရာသတင်းလေးဝမ်းသာစရာအကြောင်းလေးနဲ့ပေါ့လာပြီးတော့ကျွန်တော်ပြောပြရှင်တယ်အားလုံးလာပြီးတော့ပြောပြရှင်တယ်ပေါ့နော်ဘာလဲဆိုတော့နော်ဒီလာမဲ့ပွဲအတွက်ပေါ့နော်ကျွန်တော်တို့ကျွန်တော်ရဲ့မိတ်ဆွေတွေထဲမှာပေါ့နော်ဒီမှာဒီသုံးလုံးအပါကစားမဲ့မိတ်ဆွေတွေရှိလားနော်ရှိတယ်ဆိုရင်တော့ဝမ်းသာလိုက်တော့ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီတစ်ပတ်ကအကောင်းဆုံးပေါ့နော်အကောင်းဆုံးထဲမှာဒီသုံးလုံးအပါပေါ့နော်ဒီသုံးလုံးထဲကတစ်လုံးသို့မဟုတ်နှလုံးပေါ့နော်ပါရမယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ဘာကြောင့်ကျွန်တော်ဒီလိုပြောလဲဆိုတော့เนาะကျွန်တော်တည်တည်ချာချာလေးလိုက်ကြည့်ပြီးမှပေါ့နော်ကျွန်တော်လာပြီးတော့အားလုံးပေါ့နော်အခုကြည့်နေတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုလာပြီးတော့ပြောပြတာပေါ့နော်တကယ်လို့မြန်ဒီအပတ်အတွက်ပေါ့နော်ဒီသုံးလုံးပေါ့နော်အပါကစားမဲ့မိတ်ဆွေတွေရှိတယ်ဆိုရင်ဝမ်းသာလိုက်ပါနော်ဒီတစ်ပတ်ဒီသုံးလုံးထဲကတစ်လုံးသုံးမဟုတ်ရင်နှလုံးပါရမယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်အားလုံးကိုဒီကျွန်တော်လာပြီးတော့ပြောပြတာပေါ့နော်ကျွန်တော်ပြောချင်တာတကယ်လို့များဒီသုံးလုံးထဲကတစ်လုံးမဟုတ်နှလုံးမပါဘူးဆိုရင်ပေါ့နော်မကစားစီချင်ပါဘူးเนาะဘာကြောင့်လဲဆိုတော့ကျွန်တော်ကြည့်တလောက်ပေါ့နော်ကျွန်တော်တွေးတလောက်ကိုဒီသုံးလုံးကတစ်လုံးသုံးဖို့ရင်နှလုံးပါရမှာပေါ့နော်အဲ့ဒါကိုကျွန်တော်လာပြီးတော့ပြောပြချင်တာပါနော်ဒီလောကမှာဘာမှမဆိုဖြစ်သွားနိုင်ပါတယ်နော်ဘာမှမဆိုဖြစ်သွားနိုင်တယ်ဆိုပေမဲ့ဖြစ်သွားနိုင်တာပေါ့နော်ဒါကြောင့်မလို့အားလုံးပေါ့နော်အကြိုက်တူတယ်order ဖြစ်တယ်ဆိုရင်ပေါ့နော်ကစားလို့ရအောင်ပေါ့နော်အကြိုက်တူတဲ့သူတွေရှိတယ်ဆိုရင်ပေါ့နော်ကစားလို့ရအောင်ကျွန်တော်ကပို့ပြီးတော့အားရှိအောင်ပေါ့နော်အခုကြည့်နေတဲ့ကျွန်တော်မိတ်ဆွေတွေပေါ့နော်တကယ်လို့ဒီသုံးလုံးထဲကတစ်လုံးပါနှလုံးပါကင်ထားတဲ့သူတွေပေါ့နော်ကစားမဲ့သူတွေရှိတယ်ဆိုရင်ပေါ့နော်အားရှိရအောင်ဝမ်းသာရအောင်ကျွန်တော်ကလာပြီးတော့ပြောပြပေးတာပေါ့နော်ဒီလောကမှာဘာမှမဆိုဖြစ်သွားနိုင်ပါတယ်နော်အကြိုက်တူရင်ကစားကြည့်ပါနော်အကြိုက်တူတယ်ဆိုရင်လက်ခံပါအကြိုက်မတူဆိုရင်လက်မခံပါနဲ့နော်ကျွန်တော်ကြည့်တလောက်ပေါ့နော်ဒီသုံးလုံးကတစ်လုံးမဟုတ်ရင်လည်းနှလုံးပါရမယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်လာပြီးတော့ပြောချင်တာပေါ့နော်ဒါကလည်းအားလုံးအတွက်ဒီသုံးလုံးနဲ့ဒီသုံးလုံးကင်ထားတဲ့ငယ်ချင်းမိတ်ဆွေတွေအတွက်ဝမ်းသာစရာပေါ့နော်အဲ့ဒါလေးကိုကျွန်တော်လာပြီးတော့ပြောပြပေးရနော်အားလုံးပဲဒီဘက်မှာကံကောင်းကြပါစေလို့ကျွန်တော်ဆုမကောင်းတောင်းပေးပါတယ်နော်ကျွန်တော်ရဲ့ video file လေးကိုကြည့်နေတဲ့အခုမိတ်ဆွေတွေပေါ့နော်ကျွန်တော် follow မလုပ်ရသေးဘူးဆိုရင်follow လေးလုပ်ပေးကြပါနော်ကျွန်တော်ရဲ့ video file လေးကိုပြန်လည်ပြီးတော့ share ပေးကြပါ